မပြောရအခုအတင်းတွေမှာကျွန်တော်တကားကိုဖွင့်နေရပြီဗျနော်ခင်ဗျားတို့ကျွန်တော်အဲ့တကားကိုဖွင့်နေရတယ်အတင်းနော်ကျွန်တော်ပြောပြီးပြီဒါကျွန်တော်မဟုတ်ဘူးဒီအကောင့်တူကခင်ဗျားဟိုလာပြပြီးရေးတာနော်အခုကျွန်တော်ကြိုက်တော့အဲ့တကားကိုဖွင့်နေရတယ်ဗျာနော်ဟုတ်ပြီအေးနော်ကြိုက်တော့အဲ့တကားကိုဖွင့်နေရတယ်ခင်ဗျားတို့စခန်းရောက်ပြီးနော်ခင်ဗျားတို့ကျွန်တော်ဘာဟိုလာပြုတ်တော့အေးခင်ဗျားတို့တခါလဲကျွန်တော်မဟုတ်မတရားလို့နော်အေးကျွန်တော်မဟုတ်တာကျွန်တော်ဖေးမှာအဲ့ဒီအကောင့်တူကကျွန်တော်ကြိုက်ထုတ်မှာကျွန်တော်အင်းဆိုင်မှာကျွန်တော်6တက်ရှိတဲ့ဒီအကောင့်တူကဆက်ရင်းနေတယ်ကျွန်တော်ဘေးရပဲလိုက်ခဲ့ကျွန်တော်တောင်းဝင်ယူလိုက်ဟိုပါလေဗျာအခုကျွန်တော်အိမ်တကားကိုဖွင့်နေရတယ်အတင်းအားဓမ္မအတင်းအားတော့ဖွင့်အဲ့လိုလုပ်လို့ရလားနော်ခင်ဗျားတို့တရားရုံးကမပါဘဲနဲ့ခင်ဗျားတို့အဲ့လိုဒုတိယအိမ်တကားကိုဖွင့်လို့ရလားကျွန်တော်မလိုက်ရဲတာမဟုတ်တခါလိုက်လို့မဟုတ်တာခံရပြီးပြီခင်ဗျားတို့မဟုတ်တာထောင်ချပြီးပြီအေးအခုဒီမှာကျွန်တော်အိမ်တကားကိုရိုက်ဖွင့်နေရတယ်ဖြတ်ဒီမှာဗျာကျွန်တော်အိမ်ကိုဖွင့်နေတော့ဖွင့်ပြီးတော့ကျွန်တော်လည်းမဟုတ်ဘူးနော်အခုကျွန်တော်ပြောတော့မယ်မိတက်တိတ်တွေကြိုက်တော့ရဲစခန်းမှာဟုတ်လား2024နိုဝင်ဘာ9ရက်နေ့ခေါ်တော့ကကျွန်တော်သေအောင်ရိုက်တယ်တညအလုံးခေါင်းဆွပြီးတော့သေအောင်ရိုက်တယ်နော်ကြိုက်တော့ရဲစခန်းမှာနားတွေကျိုးသွားတယ်နှာအုံတွေပြုတ်သွားတယ်အခုမှကျွန်တော်ပြောတာနော်ခင်ဗျားတို့ရိုက်တာကိုကျွန်တော်ခင်ဗျားတို့အပြစ်ရမှာကြောက်လို့ကျွန်တော်မပြောတာနော်လူတယောက်ကိုအဲ့လိုရိုက်လို့ရလားဟမ်နော်ကြိုက်တော့ရဲစခန်းမှာအဲ့တော့ကျွန်တော်ရိုက်ခဲ့တယ်အခုလည်းခေါ်ပြီးကျွန်တော်ခင်ဗျားတို့အဲ့လိုရိုက်အောင်မယ်မဟုတ်ပဲနဲ့နောက်ပြီးကျွန်တော်လည်းဒါအကောက်တုကြီးနော်အကောက်တုကြီးနော်ကျွန်တော်ပြောပြီးဟိုတော့ခင်ဗျားတို့လည်းအပြစ်ရမှာကြောက်လို့ကျွန်တော်လားနိုင်ငံတော်ယာယီသမ္မတဗိုလ်ချုပ်မှုကြီးမရောက်လာစီတဲ့ကျွန်တော်မတိုင်ဘူးနော်ခင်ဗျားတို့ရိုက်တယ်ဆိုတော့ကျွန်တော်ဘယ်သူမှမပြောဘူးကျွန်တော်မိမတော့ကျွန်တော်မပြောပြခဲ့ဘူးအခုကျွန်တော်နာယုံမှာကြိုးရတယ်နော်လာခေါ်တဲ့တိုင်ကျဲစခန်းကသိတယ်နော်ကျွန်တော်ရိုက်ခံထားရတယ်ဆိုတာအဲ့ဒီတခါလဲမျက်စိတွေရောနားတွေရောနော်အပိုက်ခံထားရတာတညလုံးကြိုက်တော့ရဲစခန်းမှာကျွန်တော်ရိုက်တယ်နော်အေးကျွန်တော်မိသားစုတော့မပြောပြဘူးနော်ခင်ဗျားတို့ရဲစခန်းကအကုန်သိတယ်နော်ခင်ဗျားတို့ခေါင်းဆွပြီးကျွန်တော်ရိုက်ထားတာနော်ညင်းဆဲလာတာဒါပေမဲ့ကျွန်တော်ကခင်ဗျားတို့ပြောက်မှကြောက်လို့ကျွန်တော်ဟုတ်လားဗိုလ်ချုပ်မှုကြီးမရောက်လိုက်စီရောပြည်သေးဝန်ကြီးစီရောကျွန်တော်မတိုင်ဘူးအခုကျွန်တော်အဲ့ဟိုဟာဖွေးပြီးတော့ကျွန်တော်ခင်ဗျားတို့မဟုတ်မှထောင်ချမယ်ကျွန်တော်လည်းရိုက်နဲ့နှင်းဆဲအောင်မယ်နော်ဖះဘာပြောမလဲကျွန်တော်ခင်ဗျားတို့ရိုက်တယ်မရိုက်ဆိုခင်ဗျားကြိုက်တော့ရက်စခန်း5 6ယောက်ဝိုင်းရိုက်တာနော်လူကခေါင်းဆွပြီးရိုက်တာအဲ့နော်တခါတည်းလေခေါင်းဆွဖွင့်ပေးတယ်နော်လူတယောက်တော့ကျွန်တော်မှတ်မိတယ်ခင်ဗျားတို့ဘာပြောမလဲကြိုက်တော့ရဲတယ်နော်ကျွန်တော်ဖော်ပြီးနော်ခင်ဗျားတို့ဒီလောက်တော့လုံနေတာဟိုတော့ကျွန်တော်ဖုံးထားတယ်နော်ကျွန်တော်ပြန်လွတ်လာတယ်ကျွန်တော်ဖုံးထားပေးတယ်အခုကျွန်တော်အဲ့ဟိုမှာဖြတ်ပြီးတော့တကားဖွင့်တယ်ဖွင့်ပြီးကျွန်တော်သိအောင်ရိုက်အောင်မယ်နော်